မင်္ဂလာပါရှင်ဒီစာအုပ်ကလေးကတော့ Aspen ကနေထုတ်ထားတဲ့ Big Questions About Universe ဆိုတဲ့စာအုပ်ကလေးပေါ့နော်ဒါလေးကအသက်9နှစ်ကနေ9နှစ်အတွက်ကလေးလေးတွေ Universe ကိုစိတ်ဝင်စားတဲ့ကလေးလေးတွေအတွက်ရန်အောင်တင်တော့ပါတယ်မမေတို့ကဖတ်ပြမယ်ဟိဆိုရင်တော့အသက်4နှစ်လောက်ကနေစပြီးတော့ဖတ်လို့ရပါတယ်ရှင်ဒါလေးကပုံမှန်ဆိုင်ရောင်းစီ9000ကျော်ရှိပါတယ်အခုဝယ်မယ်ဆိုရင်2000ကျပ်နဲ့မြန်မာ book center မှာဝယ်ယူအပ်ပေးလို့ရပါတယ်ရှင်ဒါလေးကတော့ဘယ်လိုပုံစံမျိုးလဲဆိုတော့ကလေးလေးတွေမီးလေးမိထားရှိရဲပေါ့နော်galaxy ဆိုတာဘာလဲပေါ့နော်နောက်ပြီးရင် cherry ကဘာကြောင့်တောက်ပါရတာလဲစသဖြင့်ပေါ့နော်ကဘာကြီးကဘယ်လိုလဲအဲ့ဒါမျိုး question တွေကိုကလေးတွေမိတတ်တဲ့ question လေးတွေကိုစုပြီးတော့စာအုပ်ကလေးလုပ်ပေးထားတာပေါ့နော် wax bit made of ပေါ့နော်ဒီလိုပုံစံမျိုးလေးတွေသူတို့မိတတ်တဲ့မိခွန်းလေးတွေကိုတေချာရွေးချယ်ပြီးတော့စာအုပ်လေးထုတ်ထားပေးတာပေါ့နော်ဆိုတော့ကလေးလေးတွေဒီ universe ကိုစိတ်ဝင်စားတဲ့ကလေးလေးတွေအတွက်ဆိုအရင်ကိုသင်ထုတ်ပါတယ်ရှင်တွင်လေးရဒီလိုလေးပါအသက်9နှစ်ကနေ9နှစ်အရွယ်တာမီမီတို့အတွက်အရင်ကိုသင်တော့ပါတယ် original အသစ်ပေါ့နော် new original ကိုမှ2000ကျပ်နဲ့ဝယ်ယူအပ်ပေးလို့ရမှာဖြစ်လို့အရင်ကိုတန်ပါတယ်เนาะကျေးဇူးတင်ပါတယ်ရှင်